ကြက်ရီကိုတအားမကြုံသွားပဲနဲ့မွားမွားရွရွလေးဖြစ်အောင်ကြော်လို့ရမယ့်နည်းနဲ့စားတောက်ဆိုင်တိုင်းမှာရောင်းမလောက်တဲ့ share ကစုံရဲ့ကြော်နီတစ်မျိုးကိုဒီနေ့ပြပြပေးသွားပါမယ်ဒီ Fuji Mountain ခရုစီတွေကိုလက်ဆောင်ရနိုင်တဲ့ giveaway အစီအစဉ်ကြီးလည်းပါသေးရမို့လို့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်လိုက်နော်ကန်ထူးရှင်ဖြစ်တဲ့သူတွေကိုလေဒီခရုစီဘူးကြီး2ဘူးနဲ့ဘူးသေး3ဘူးတောင်ပေးသွားမှာဆိုတော့အများကြီးရမှာပြီးတော့ကန်ထူးရှင်ကိုလည်း10ရောက်တောင်ရွေးပေးမှာဆိုတော့ကဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့အရင်ဦးဆုံးကြက်အရီကွန်လေးကြော်ပြပါမယ်ကြက်အရီကွန်မှာတွဲပါနေတဲ့အစီဒီအားလုံးလည်းနာဖြတ်ထုတ်ထားတယ်ပြီးတော့သူတို့ကိုလည်းလေစားရယ်ဗနီဂါရယ်နဲ့နေပြီးတော့ပေါ့နော်အညီနဲ့ညီပျောက်သွားအောင်တေချာဆေးပြီးတော့ရေစစ်ပေးထားပါရဲ့ရှင်သူ့ကိုအရသာနှက်ဖို့အတွက်ကတော့ဂျင်းရယ်ကြက်သွန်ဖြူရယ်ထောင်းထားတာကိုအရေးညှစ်မယ်ကြက်အရီကွန်လေးကြော်ပြီးရဲ့အထိအရသာရှိနေအောင်လို့ Fuji Mountain QC လေးကိုထည့်ပါမယ်QC လေးကလေအဖုံးဖွင့်လိုက်တာနဲ့လုံးဝ QC နဲ့လေတင်းပြီးတော့ထွက်လာတာသတိထားမိရဲ့သူ့ရဲ့အပြစ်အကျဲလေးကလည်းအနေတော်ပဲသလားသူ့စီမှာလေအချိုအငံအရသာကိုမြမြတတပါပြီးသားဆိုတော့တခြားဟင်းခတ်အမွေးကြိုင်ကြီးအများကြီးထပ်မထည့်တော့ဘူးနာစားလေးနည်းနည်းရဲ့ငရုတ်ကောင်းလေးနည်းနည်းရွယ်ပဲထည့်လိုက်မယ်နော်ပြီးရင်တော့တေချာသမသွားအောင်နေပြီးတော့ခဏနှက်ထားပြီးလိုက်ပါခရုစီရလေးအခုလိုမျိုးအသားငါးတွေနှက်ရမှာတခါတည်းနယ်ပေးထားရဆိုရင်လေ तू ကချက်ပြီးတဲ့အခါမှာလဲအရသာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါကြောင့်တရုတ်ဟင်းလျာတွေပြီးတော့ယူရီးယားဟင်းလျာတွေမှာဆိုရင်ခရုစီရပေါ့နော်မပါမဖြစ်အနေနဲ့တော်တော်များများထည့်ပြီးတော့သုံးကြပါတယ်သူ့ကိုခဏနှက်ထားတော့မှနအကြော်မှုံလေးဆက်ပြပါမယ်အခုဆက်ပြမယ်အကြော်မှုံကလေဒီကြက်ရည်ခွန်ကြော်လေးမမွားရွရွလေးဖြစ်နေအောင်အကြီးကလှုပ်ဆောင်ပေးမယ်လျှို့ဝှက်ချက်ဖြစ်ပါတယ်အဲ့တော့ဘယ်လိုဆက်ရမလဲဆိုရင်ကြောင်းပေါ်မုံနှစ်ဆကိုဘတ်စုံသုံးဂျုံမှုန့်တစ်ဆနဲ့ရောပေးလိုက်ပါအရသာအတွက်ကတော့စားငရုတ်ကောင်းမှုန့်နဲ့ငရုတ်သီးအယောင်တင်မှုန့်အစိမ့်မှုန့်လေးထည့်ပါမယ်ပြီးသမသွားအောင်နည်းနည်းလေးရောပေးလိုက်ပါမယ်ကဲအကြော်မှုန့်လေးကနှံ့သွားပြီဆိုရင်နင်တို့ကဒီဘူးထဲမှာပဲပေါ့နော်ကြက်ရည်ခွန်ကိုလိုတလောက်နည်းနည်းချင်းစီတတုပ်ပြီးတတုပ်ထည့်ရင်းနဲ့တေချာလှုပ်ပြီးတော့အားလုံးကတ်သွားအောင်လုပ်လိုက်ပါမယ်ဒါကတော့ကြက်ရည်ကိုအလွယ်အကြော်မှုန့်ကတ်တဲ့နည်းပေါ့နော်ဒီတိုင်းကြက်ရည်ကိုတစ်ခုချင်းစီယူပြီးတော့ဒီအကြော်မှုန့်နဲ့ဟိုဘက်ဒီဘက်နှံ့အောင်ကတ်ပေးလဲရပါတယ်စီစားပူလာပြီဆိုရင်မီးကိုအနေတော်လေးပြန်လျှော့ပြီးတော့ကြက်ရည်ခွန်လေးတွေကိုတစ်ခုချင်းစီလက်လေးနဲ့ဖြန့်ပြီးတော့ဒီလိုထည့်ပေးပါမယ်သူကလေစီပေါက်တတ်တော့အခုလိုမျိုးစားထည့်တဲ့အချိန်မှာမီးကိုတအားမတင်ထားနဲ့နော်အခုလိုအနေတော်လေးဆိုရင်တော့တော်ပါပဲကြက်ရည်ခွန်တွေကိုလေထည့်ပြီးချင်းမှာပါမလှန်နဲ့သလားဒီလိုမျိုးနည်းနည်းလေးအချိန်ယူပြီးတော့မှတစ်ခုနဲ့တစ်ခုကွဲသွားပြီဆိုတော့မှနင်တို့ကအပေါ်အောက်လှန်ပေးပြီးတော့ပေါ့နော်စိတ်ရှိရှိလေးနဲ့ဆက်ကြော်သွားပေးပါဒါဆိုရင်ကိုကတ်ထားတဲ့မုံနှစ်တွေအကြော်မှုန့်တွေကလည်းပြန်ပြီးတော့ကွာမကြတော့ဘူးပေါ့နော်ရသွားတဲ့ဟာလေးတွေကိုရွေးပြီးတော့ဆဲလို့ရပြီအခုလည်းကျွတ်နေပြီဒါပေမဲ့ဒီကြက်ရည်ခွန်ကြော်ပေါ့နော်အချင်းကြအထီးပို့ပြီးတော့ကျွတ်မွမွလေးဖြစ်နေဆိုရင်နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကတော့သူ့ကိုဆဲပြီးတော့9မိနစ်လောက်အပြင်မှာထားပြီးပြီဆိုရင်ခုနစီကိုပူအောင်ပြန်တည်ပြီးရနဲ့ဒုတိယအကြိမ်ထပ်ပြီးတော့ကြော်ရတာဖြစ်ပါတယ်ကဲအကြာကြီးထားစရာတော့မလိုဘူးစီပူထဲမှာပေါ့နော်နည်းနည်းလေးပွက်ဆူလာပြီဆိုတာနဲ့တန်းဆယ်လို့ရပါပြီပြီးတော့နနာကလေကြက်အရီကွန်ကြော်ဆိုရင်ပြင်းတော်တိမ်ရွက်ကလေးနဲ့တွဲစားရတာပိုကြိုက်တယ်နနာနဲ့အကြိုက်တူတဲ့သူဘယ်သူရှိမလဲကဲအဲ့အတွက်နောက်ဆုံးမှာထည့်ကြလိုက်မယ်နောက်ဆုံးမှာငရုတ်ကောင်းမှုတ်ကလေးနည်းနည်းထပ်ဖြူပြီးတော့ဒီလိုသမသွားအောင်ဝင်လိုက်မယ်ဆိုရင်တော့ Fuji Mountain ခရုစီလေးနဲ့အရသာနှက်ပြီးတော့ကြော်ထားတဲ့ကြက်အရှည်ခွန်ကြော်မှုမွေးလေးရသွားပါပြီရှင်အစာပြေပဲဆဆချမင်းနဲ့ပဲဆဆအားလုံးကြမှာသိကြပါတယ်စားလိုက်တဲ့သူတိုင်းကြိုက်မယ် share ကစုံရွက်ကြော်ကိုအခုခက်မြန်လေးကြော်ပြပါမယ်ဒီကစုံရွက်အကြော်တော့နနာကတော့ထိုင်ဝမ်ကစုံလေးတွေကိုတုံးထားပါတယ်သူတို့တင်တဲ့အခါမှာလေပုံမှန်တရုတ်ကစုံအကြီးတွေတင်တယ်လို့မျိုးအယိုးတက်အရွက်တက်ကိုနနာမလုပ်ထားဘူးဒီလိုမျိုးသူ့ရဲ့အယိုးနူးတဲ့အပိုင်းလေးတွေနဲ့အရွက်ကလေးနဲ့တွဲပြီးတော့ပါအောင်တစ်စစ်ချင်းစီလေးကိုကကြီးလေးနဲ့ညှက်ပြီးတော့တင်ထားပါတယ်အားဆိုရင်နာတို့ကကြော်တဲ့အခါမှာသူ့ကိုအယိုးတက်အရွက်တက်ကြော်စရာမလိုဘူးအကုန်လုံးတွဲပြီးတော့ကြော်လို့ရတယ်စားတဲ့အခါမှာဆိုရင်လေအရွက်တွေထွေးနေတာမျိုးအယိုးတွေပဲဖြစ်နေတာမျိုးမဖြစ်ပဲနဲ့ပေါ့နော်ပါဇက်မရှုပ်တော့ဘူးပေါ့နော်အဲ့လိုမျိုးညီလေးနဲ့ဖြစ်အောင်လို့ဒီလိုမျိုးလေးတစ်စစ်ချင်းစီလေးကိုတင်ထားပါတယ်ရှင်ဒီကစုံရဲ့ကြော်ကလေအိုးထဲမှာလက်မြန်မြန်နဲ့ကြော်မှစားကောင်းတယ်စင်းစင်းဆူဆူလေးဖြစ်တယ်ပေါ့နော်ဒါကြောင့်နာတို့ကအရင်ဆုံးသူ့အတွက်အရသာဆော့စီလေးကိုဆက်ပါမယ်
အဲ့ဒီအတွက်အဓိကလိုတာက Fuji Mountain ခရုစီစားတကြားနည်းနည်းလေးနဲ့ပိန်းငင်ပြရဲ့အကြီးနည်းနည်းကိုထည့်ပါမယ်အားဆိုရင်တော့ကစုံရက်ကြော်ကိုအရသာသွင်းမှုအတွက် sauce လေး ready ဖြစ်သွားပါပြီဒါဆိုရင်စကြော်လိုက်တာစီပူလာပြီဆိုရင်မညက်တညက်ထောင်းထားတဲ့ကျွတ်သွန်ဖြူလေးတွေကိုအရင်ကြော်ပြီးမယ်ကျွတ်သွန်ဖြူတွေကလေဒီလိုမျိုးအယောင်လေးစပြောင်းပြီးဆိုတာနဲ့တတုပ်ဆဲထားလိုက်ပါမယ်အိုးထဲမှာကိုလိုတလောက်စီလေးကိုပဲခြံခဲ့ပြီးတော့မြုပ်သည့်အနီတောင်လေးတွေကိုစီတက်ပါမယ်ပြီးရနဲ့ကစုံရွက်ထည့်ပြီးတော့စီနဲ့လုံးဝတမသွားအောင်မီးပြင်းပြင်းနဲ့နှိုးကြော်ပါမယ်ကဲလက်မြန်မိုးတော့လိုမယ်နော်အဲ့ဒါမှကစုံရွက်ကြော်ကစိမ့်စိမ့်ဆူဆူလေးနဲ့ပို့ပြီးတော့စားကောက်မှာကစုံရွက်တွေဒီလိုမျိုးစီနဲ့စပြီးတော့နှံ့သွားပြီဆိုရင်တော့ခုနအရသာဆက်ထားတဲ့ sauce လေးကိုလောင်းထည့်လိုက်ပါဟူးဟာမွေးနေတာပဲโอ้ဒါဆိုရင်ရပြီအဲ့တော့ခရူးစီကိုဆိုရင်လေနားတို့ဒီလိုမျိုးအသီးအရွက်တွေကြော်တဲ့အခါမှာဟိုးအစတည်းကမထည့်ပဲနဲ့ဒီလိုကြကနီးမှာနောက်ဆုံးအဆင့်မှာထည့်တယ်ဆိုရင်သူ့ရဲ့အနံ့အရသာပိုကြိုင်ပြီးတော့ပို့ပြီးတော့မှွေးစေပါတယ်အဲ့ဒါလည်း QC 3နိုင်ရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်ကဲနောက်ဆုံးမှာခုနကကြော်ထားတဲ့ကျွတ်သွန်ဖြူကြော်လေးကိုဖြူပေးလိုက်မယ်ကဲအချိန်တိုအတွင်းမှာပဲ Fuji Mountain QC လေးကိုထည့်ပြီးတော့ကြော်ထားတဲ့ share ကစုံရွက်ကြော်လေးပြီးသွားပါပြီကဲအခုကတော့နနအကြိုက်ဆုံးအချိန်ကိုရောက်ပါပြီအခုလှုပ်ထားတာတွေကိုတကယ်ကောင်းမကောင်းဘလို့အရသာရှိလဲဆိုတာကိုမြည်ကြည့်ပါမယ်ချက်အရေခွန်ကလေကြော်ပြီးရတော့မှကြုံမသွားပဲနဲ့အခုလိုမျိုးမွားရွာနေရစားကြည့်မယ်အထက်ထိလည်းအရသာဝင်ပြီးတော့ share ပဲကစုံရွက်ကြော်လေးလည်း spread လိုက်အောင်မယ်ဒီကစုံရွက်ကြော်ကလည်းခရုစီအနံ့လေးတင်းလွန်းလို့စတောက်ဆိုင်တိုင်းမှာရောင်းမလောက်တာလုံးဝမဆန်းဘူးချိမိတော့ကြက်အရေခွန်ကြိုက်တဲ့အဖွဲလားကစွန်းရွက်ကြော်ကြိုက်တဲ့အဖွဲလားဆိုတာကို comment ထဲမှာပြောသွားပေးပါဦး Fuji Mountain ခရုစီကိုသုံးပြီးတော့အိမ်မှာစားစရာတွေချက်ချင်တဲ့သူတွေအတွက် giveaway အစီအစဉ်အကြောင်းနဲ့အခုပြပြပေးပါမယ်ပါဝင်ချင်တဲ့သူတွေအနေနဲ့လိုက်လောက်ရမှာလေးကလည်းလွယ်လွယ်လေးပဲခရုစီကိုသုံးပြီးတော့ကြော်ချက်ရတဲ့စားစရာတွေထဲမှာဘယ်အစားအစာလေးကိုအကြိုက်ဆုံးလဲဆိုတာကိုနနဗီဒီယို comment အောက်မှာမှတ်မိရနဲ့ဒီဗီဒီယိုလေးကို like and share လုပ်လိုက်ရမှာပဲအဲ့လိုလုပ်ထားတဲ့သူတွေကကန်ထူးရှင်10ယောက်ကိုတောင်ရွေးပြီးတော့ Fuji Mountain ခရုစီဘူးကြီး2ဘူးနဲ့ဘူးသေး3ဘူးစုစုပေါင်း5ဘူးကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ QC နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်နေဆိုရင်လည်း Fuji Mountain ဆိုတဲ့ page ကို like လုပ်ထားဖို့လည်းမမေ့နဲ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကို like and share လုပ်ပြီးတော့အားလုံးကန်ကောင်းနိုင်ကြပါစေ